တော့တူလေးတွေเนาะဒါမသိသေးဘူးဒါပေမဲ့ Facebook Messenger account Facebook account ပေါ့เนาะဒီ Facebook account မှာငွေလာချင်းလို့ရပါတယ်ရှင် Facebook account မှာ Messenger မှာ reply ကြတယ်ဆိုရင် Viber ဖုန်းနံပါတ်39942443ဒီ Viber ဖုန်းနံပါတ်မှာလာပြီးတော့ဒီခါကျတော့ငွေချုံးလို့ရတယ်လို့Telegram နံပါတ်ပေါ့နော်3996933188 Telegram အကောင့်မှာလည်းလာပြီးတော့ဒီခါကျတော့ငွေရှင်းလို့ရပါတယ်မိမိစီမှာရရှိနိုင်တဲ့ Bank Transfer တွေကတော့ KBZ ရိုးမာ CB UAB MAB ပေါ့ AYE အဲ့ဟာက Bank Transfer ကိုပတ်တန်နေကိုမှဝေပေးရှိ KB ရှိပေါ့နော်တခြား Bank ရှိတယ်ဆိုရင်မိမိစီမှာရနိုင်တဲ့ Bank တွေနဲ့ချင်းလို့ရတယ်လို့ပြီးကြတော့ဒီရွာဘက်ဒီမှာဆိုရင်KB ပိုင်းမသုံးကွာအဲ့လိုမျိုးဆိုရင်ဝေမြန်နီ password နဲ့ငွေလွှဲလို့ရတယ်လို့ပြီးကြတော့မိုင်တဲ့ဖေးလေးလည်းဖြည့်လို့ရပါတယ်အဲ့ဆိုရင်သူကပေးရောလည်းဒီရတဲ့ဟာတော့ KB ဝေပေးမိုင်တဲ့ပေး UAE UAB ပြတ်ပေါ့နော်စတဲ့ပေးပေါင်းစုံကိုတနေရာထဲမှာဒီမျိုးစီမှာဝန်ဆောင်ကတက်တာစွာဖြစ်လဲလို့ရတဲ့အကြောင်းလေးလာပြောတာပါဒီ face to face ပေါ့နော်ဝေထုတ်ချင်တဲ့သူတွေအတွက်ကတော့ cash ပေါ့နော် cash လိုချင်တဲ့သူတွေဆိုရင်မန်းလေးမျိုးနဲ့ကတာမျိုးစကိုင်းမျိုးကတာမျိုးကတော့မင်းကဝန်ဆောင်မှုပေးတယ်ပေါ့နော်ဟိုအိမ်ရောက်ပေါ့ပို့ပေးပါတယ်ဝေးရသူတွေနဲ့ဆိုရင်အဲ့ဒါမန်းလေးမျိုးကတာမျိုးစကိုင်းမျိုးအဲ့၃မျိုးမှာငွေသားထုတ်လို့ရပါတယ်ရှင်ဒီမင်းစီမလာမင်းချိတ်ဆက်လိုက်ပါ3ညကို4နှစ်နဲ့9နှစ်4ညလို့ဖုန်းဆက်ပြောနေခါကြတော့ငွေသားထုတ်ရှင်လို့ပါဗမာထုတ်ရှင်လို့ပါစကိုင်းမျိုးမှာထုတ်ရှင်လို့ပါမန်းလေးမျိုးမှာထုတ်ရှင်လို့ပါကတာမျိုးမှာထုတ်ရှင်လို့ပါဆိုပြီးရပါတယ်ရှင်ဆက်သွယ်ပြီးတော့ထုတ်လို့ရပါတယ်အဲ့ဒါကတော့ဟို face to face ရတဲ့မျိုးပါကျန်တဲ့ overseas တွေရောကျန်တဲ့တခြားဘယ်မျိုးကိုမဆိုပေါ့နော်မင်းကဒီမလို့တာပေးကိုလိုချင်တဲ့ကိုမှ EYA လိုတယ်မလား EYA သုံးဖို့လိုတယ်ဆိုရင်ကိုမှ KB ရှိရဆိုရင်မင်းစီကိုဒီ note လေးမှာပေါ့နော် EYA to KB to EYA ဒါမှမဟုတ်လေဟို KBZ ရှိရဆိုရင်တခြားဟိုရိုးမလိုချင်တယ်ဆိုရင်အဲ့လိုမျိုး note လေးမှာအဲ့လိုမျိုးရေးပြီးတော့နေခါကြတော့မင်းစီမှာဝန်ဆောင်ကတက်တာစာဖြစ်ချင်းလို့ရပါတယ်ရှင်ဒါတော့မင်းရဲ့ Facebook page ပဲပေါ့နော် Facebook page လေးမှာအပ်ထားလို့ရပါတယ်ဒီကောင်းဝင်ဖြူပုံလေးနဲ့ပေါ့နော်အဲ့ပါလာအပ်လို့ရတယ်လို့ဒီ Viber ဖုန်းနံပါတ်39942443 Viber မှာလာပြီးတော့ဒီခါကြောင်ငွေချင်းလို့ရပါတယ်ရှင် Telegram ကတော့3996933188 Okay အဲ့ဒါပြပြတာပါကျေးဇူးပါ